ချင်းများမင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ပင်ဖိန်းလေးပါပင်ဖိန်းလေးကိုကျမကနော်accessory လေးတွေထည့်ထားတာနော်စပစ်တီ6လေးတွေနောက်တော့ almond လေးတွေထည့်ထားပါတယ်ပြီးတော့အသီးဆိုရင် strawberry နဲ့ရမယ်ပြီးတော့ဖျဲသီးလေးနဲ့လည်းရမယ်နော်ပြီးတော့ရေခဲလေးနဲ့ပေါ့နော်ဒီလိုလေးပုံမိုက်ချင်းများမင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ပင်ဖိန်းလေးပါနော်ပင်ဖိန်းလေးကstrawberry လေးနဲ့ဖျဲသီးလေးနဲ့လုပ်ထားတယ်နော်ဒါကတော့ accessory က grace လေးနဲ့ almond လေးနဲ့ထည့်ထားပါတယ်ချင်းများမှာယူအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်လည်း order တွေလက်ခံပါတယ်ရှင့်ပင်ဖိန်းလေးပါချင်းများအားလုံးမင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ပင်ဖိန်းလေးပါပင်ဖိန်းလေးရပြီရှင်ပင်ဖိန်းလေးက taste အမျိုးစုံနဲ့ရမယ်နော်ဒါကတော့လောလောဆယ်ဖျဲသီးလေးရယ် strawberry လေးရယ်နဲ့ချင်းများအားလုံးမင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ပင်ဖိန်းလေးပါပင်ဖိန်းလေးက strawberry ပြီးတော့ခါကျဖျဲသီးရယ် almond လေးရယ်ပြီးတော့ grace လေးရယ်ထည့်ထားပြီးပါတယ်ဒါကတော့အေးမွေးချွတ်ချွတ်လေးနဲ့ရှင်အေးစေမဲ့ပင်ဖိန်းလေးပါရှင်ပင်ဖိန်းလေးကိုမှာယူချင်တယ်ဆိုရင်ကျမရဲ့ငယ်လေး page ကနေတစ်ဆင့်မှာယူလို့ရပါတယ် thank you ပါဒါတော့ပင်ဖိန်းလေးထဲကိုထည့်ဖို့နော် strawberry ရတာရမယ်စပစ်လိမ္မော်ပင်ဖိန်းလေးကတော့အမျိုးစုံရတယ်ရှင်ဒါတော့ပင်ဖိန်းလေးနဲ့အတူထည့်ဖို့အသီးလေးတွေဝယ်လာအသီးတွေကလက်ဆက်နေတာပဲရန်မိုက်စပစ်တီးရဲ့ strawberry ရဲ့ဒါကတော့လိမ္မော်ရဲ့ဒါကတော့ပင်ဖိန်းလေးရဲ့အထက်မှာထည့်ဖို့ရတာနော်